Hi guys, Stone X မှာကျေးဇူးပါတယ်။ယမန်နေ့ကပဲလူထူးဆန်းတစ်ယောက်က Avengers Doomsday ရုပ်ရှင်ရဲ့ဇာတ်ဝင်ခံတစ်ခုအတိအကျပြောရမယ်ဆိုရင် X-Men ရဲ့ X-Men ရှင်ကြီးအရှိမ Avengers X-Men တို့ကတစ်ဖက် Dr. Doom နဲ့ Sentinels ကြီးတွေကတစ်ဖက်ခြားကြတဲ့ဇာတ်ဝင်ခံတစ်ခုကို social media တွေအပေါ်မှာမျှဝေခဲ့ပါတယ်။တိတ်မကြလိုက်ဘူးလူထူးဆန်းရဲ့အကောင့်ကဖျက်ချခံလိုက်ရတဲ့ဗီဒီယိုကတော့ပြန်နှံသွားပါတယ်။ဆိုတော့အခုဗီဒီယိုမှာ leak ဖြစ်လာတဲ့ဇာတ်ဝင်ခံမှာဘာတွေမြင်ရလဲဆိုတာဘယ် character တွေပါဝင်လဲဆိုတာနဲ့ပရိသတ်အများစုလွတ်သွားနိုင်မဲ့အသေးစိတ်အချက်အလက်တွေကိုထုချေခွဲချ breakdown လုပ်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဥစွာသတင်းကောင်းတစ်ခုကိုလည်းတင်ဆက်ပေးအောင်မယ်။ Chris Evans Captain America တရုတ်ဆောင်ကိုယ်တိုင်ကသူဒီအခုရုပ်ရှင် Avengers Doomsday မှာပဲမဟုတ်ဘူး Avengers Secret Wars ရုပ်ရှင်မှာပါထပ်မံပါဝင်သွားအောင်မယ်ဆိုတာကိုယနေ့မနက်ခင်းမှာပဲအတီအလင်းမျှဝေခဲ့ပါသေးတယ်။ I can't tell you how much I'm in the next one. But I'm in a couple months. So စားလိုက်ကြရအောင်ဗီဒီယိုအစမှာဆိုရင် Dr. Doom ဒီသူ့ရဲ့လက်သီးစုပ်ကိုမြေပြင်ပေါ်ကိုထူချလိုက်ပြီး magic တွေအစိမ်းရောင်မော်ပညာတွေကိုမြေပြင်ထဲကိုစီစဉ်စေလိုက်ပါတယ်ဒီအစိမ်းရောင်မော်အလင်းတွေကမြေပြင်မှာလဲကျတေဆုံးနေတဲ့ Sentinel ကြီးတစ်ကောင်ကိုပြန်ပြီးတော့အသက်ဝင်သွားစေတယ်စရုပ်ကြီးက Dr. Doom ရဲ့အယောင်အစိမ်းရောင်မျက်လုံးကြီးတွေနဲ့အလင်းတွေနဲ့နှိုးထားလာကြတယ် Dr. Doom ကထိန်းချုပ်လိုက်ပြီးဆိုပြီးတော့ရည်ညွှန်းပါတယ် then Dr. Doom ကလေးဘော်ကိုပြန်တက်သွားတဲ့အခြား Sentinels ကြီးတွေအများကြီးကလည်းထားလာကြပြန်တယ်ဟီးရိုတွေကိုအုံမိုးဝိုင်းကြည့်ကြတဲ့ဟီးရိုတွေက Sentinels ကြီးတွေနဲ့ Dr. Doom တို့ကိုအံ့ဩစွာမောကြည့်နေကြတာမျိုးကိုမြင်ရပါတယ်။ဆိုဖြစ်နိုင်တာကဒီစင်းဒီ Avengers တွေနဲ့ X-Men တို့အချင်းချင်းတိုက်ခိုက်ကြအပြီးမှဖြစ်ပါလိမ့်မယ်။ပြီးတော့သူတို့က Sentinel စရုပ်ကြီးတွေကိုပါတစ်ချိန်တစ်ခါအနိုင်ယူထားအပြီးမှဖြစ်ပါလိမ့်မယ်။ဒါပေမဲ့နှစ်ဖွဲ့စလုံးကလူကောင်းတွေဆိုတော့အချင်းချင်းအသေးတက်ပြစ်ကြမှာမဟုတ်ဘူး။ဒီတော့ Dr. Doom ကပဲအဆုံးသတ်မဲ့အခန်းဟီးရိုတွေက Dr. Doom ဒီလူဆိုးကြီးဖြစ်တယ်ဆိုတာကိုစပြီးတော့သိလိုက်ကြမဲ့အခန်းဒါမှမဟုတ် Dr. Doom ကလူဆိုးကြီးအဖြစ်ရောက်ချလာမဲ့အခန်းမျိုးဖြစ်နိုင်ပါတယ်။ Sentinels တွေဆိုတာက X-Men တွေကိုတပ်ပစ်ဖို့အတွက်ရည်ရွယ်ချက်တစ်ခုတည်းနဲ့တိစောက်ထားကြတဲ့စက်ရုပ်ကြီးတွေဖြစ်ကြတယ်။အခု Dr. Doom ကထိန်းချုပ်လိုက်ပြီဆိုတော့တေချာတာကဒီအခန်းမှာ X-Men တယောက်ယောက်သို့မဟုတ် X-Men တစ်ဖွဲ့လုံးကတေကြမယ်ဆိုပြီးတော့မျှော်လင့်ထားလို့ရပါတယ်။ဥပမာစင်းအနှဲငယ်သားပါဝင်မဲ့ X-Men တွေ Nightcrawler, Mystique တို့အခြား surprise အနေနဲ့ဖုံးထားတဲ့ X-Men တွေကတေဆုံးဖို့အတွက်ရာဂိုင်းနှုန်းများနေပါတယ်။အပြီးမှာတော့မြေပြင်ပေါ်ရှိဟီးရိုတွေအကုန်လုံးကနေရာတစ်ခုမှာစုပေါင်းသွားကြပြီး Dr. Doom ကိုရင်ဆိုင်ဖို့အတွက် Sentinels ကြီးတွေကိုရင်ဆိုင်ဖို့အတွက် Avengers 2012ရုပ်ရှင်တွေကလိုမျိုးစဝိုင်းပုံစံဝိုင်းလိုက်ကြတာကိုမှ XL size version အပြည့်စုံ version တစ်ချိန်လုံးကလို့လက်တစုပ်စာ Avengers အဖွဲ့လေးပဲမဟုတ်တော့ဘူး Avengers တွေ X-Men တွေ Fantastic Four တွေအကုန်ပါဝင်တဲ့ version ကြီးက screen ထဲကို post ကိုစီနဲ့ခုံဝင်လာကြပြီးတိုက်ခိုက်ဖို့အတွက်အသင့်ပြင်လိုက်ကြတာကိုတော်တော်ကြီးလမ်းတဲ့ပုံစံမျိုးနဲ့ရိုက်ပြထားပါတယ်။ပါဝင်တဲ့ character တွေက Cyclops, Mystique, Gambit, Magneto, Thor, Shang-Chi, Yelena, Sam Wilson, Reed Richards Beast နဲ့ Steve Rogers တို့အပြင်အခြားဖွက်ထားတဲ့ character တွေက X-Men တွေကရှိနေကြအောင်မယ်လို့ထင်ပါတယ်။ Yelena က Sentinels ကြီး၃កောင်ကိုမောကြည့်လိုက်တဲ့ရိုက်ပြချက် Shang-Chi နဲ့ Nightcrawler တို့ကကြောချင်းကတ်ထားကြတာကိုအနီးကပ်ရိုက်ပြတဲ့ရိုက်ပြချက် Beast နဲ့ Cyclops တို့ကနေနီးကပ်ရှိနေကြပြီး Cyclops ကမျက်လုံးလေးစားပစ်ဖို့အတွက်လက်နဲ့မျက်မှန်ကိုထိပြီးတော့အသင့်ပြင်ထားပုံရိုက်ပြချက်နဲ့အတူအလန်းဆုံးကတော့ Thor ဒီလဲကျနေတဲ့ Steve Rogers ကိုထူပေးလိုက်ပြီး Thor က Stormbreaker ကိုလမ်းခေါ်လိုက်တာ Steve က Jonathan ကိုလမ်းခေါ်လိုက်တာကိုမြင်ရပါတယ်။ထူးထူးဆန်းဆန်းအနေနဲ့ကတော့ Nightcrawler ကိုစပင်အဖြူနဲ့မြင်ရတယ်။ Mystique ကလည်းအရင်လိုဖင်ပြောင်နဲ့မဟုတ်တော့ဘဲနဲ့ comic accurate အဖြူရောင်စက်ကတ်ကိုဝတ်ဆင်ထားတယ်။ Captain America ဒိုင်းကိုတော့ Sam Wilson ကပဲကင်ထားတယ်ဆိုတာကိုတွေ့ရတယ်။ Reed Richards က concept art တွေကအတိုင်းအဖြူရောင် jacket ကိုဝတ်ဆင်ထားပါတယ်။ Steve ရဲ့ပုံစံကတော့ပေါ်ပေါ်ပါပဲ။စပင်အရှိမုတ်စိတ်အရှိတွေရှိတယ်။တိုက်ပွဲအလဲမှာတော့မှတာမန်အမဲရောင် T-shirt တစ်ထည်နဲ့ဘောင်းမီရှည်တို့ကိုပဲဝတ်ဆင်ထားတယ်ဆိုတာကိုမြင်ရပါတယ်။ And actually ဒါကလွန်ခဲ့တဲ့တစ်နှစ်လောက်တည်းက Steve Rogers ဘယ်လိုဖြစ်မယ်ဆိုပြီးတော့ထွက်ခဲ့တဲ့ leak တွေကအတိုင်းMjolnirကြီးကင်ထားတာကအစတပုံစံနဲ့ဖြစ်တယ်ဆိုတာကိုမြင်ရမှာပါ So maybe အဲဒီ leak အပြီးမှာပဲတိတ်မကြခင်မှာထွက်လာခဲ့တဲ့ပုံ Steve တယောက် Captain America ဝတ်စုံဟောင်းတစ်ခုအပေါ်မှာ trench coat တစ်ခုကုတ်အရှိတစ်ခုကိုထပ်ဝတ်ထားတာက Steve ရဲ့ရုပ်ရှင်နောက်ပိုင်းအတွက်သို့မဟုတ် Secret Wars အတွက်သို့မဟုတ် mission တစ်ခုအတွက်မြင်ရနိုင်မဲ့ဝတ်စုံအပြည့်လည်းဖြစ်နိုင်ပါတယ်ဒီပုံစံတိုင်းဆိုရင်လည်းဆောင်းရမ်းကိုမိမိုက်နေတာကြောင့်ပရိသတ်အများစုကကြိုက်ကြမှာလက်ခံကြမှာကလည်းအသေးအကြပါပဲဇဝင်ခံရဲ့အဆုံးသတ်မှာတော့ Sentinels ကြီးတွေကို Cyclops ကသူ့ရဲ့မျက်လုံးကလေဆာနဲ့လမ်းပစ်လိုက်တယ် Sentinels ကြီးတွေကသူတို့ရဲ့လက်တွေက blast ကြီးတွေနဲ့ပြန်ပစ်တဲ့အခါမှာတော့အောက်မှာရှိတဲ့လူတွေအကုန်က coin တွေတက်တိုင်းတွေပတ်ဖြစ်ကုန်ကြတယ်ပတ်ပြေးကြတာကာကွယ်ကြတာတိုက်ခိုက်ကြတာတွေကိုလုပ်ကြတယ်ဆိုတာကိုပြရင်းအဆုံးသတ်သွားခဲ့ပါတယ်အားလုံးလည်းကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်ထင်မပြောပြတာတွေရှိတယ်မိတ်ဆွေတို့မြင်မိကြတာတွေရှိတယ်ဆိုရင်လည်း comment section မှာရေး
သွားခဲ့ကြပါအောင် guys ဗီဒီယိုကိုဒီအချိန်အထိကြည့်ပေးနေကြသူတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်